ကဲအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုထဲမှာဆိုရင်တော့ scalping နဲ့ day trading သမားတွေအတွက်ဖြစ်ဖြစ်ဒါမှမဟုတ်အခုမှစပြီးတော့ trade လုပ်မယ်ပေါ့နော်ဒီ future trade လုပ်မဲ့သူတွေအတွက်ပဲဖြစ်ဖြစ်အသုံးဝင်စေမဲ့ indicator တစ်ခုတည်းကိုသုံးပြီးတော့အမျက်ရှာလို့ရမယ်ညီကိုပြပြပေးသွားမှာဖြစ်ပါတယ်ဒီတော့အဲ့ဒီညီလေးကတော့တစ်ခုတည်းပါ indicator သုံးရမှာကတော့ EMA ဆိုတဲ့ indicator တစ်ခုလေးပဲဖြစ်ပါတယ်ဒီတော့ကျွန်တော်ဒီဗီဒီယိုမှာကတော့ဒါအကုန်လုံးကိုပေါ့နော်သုံးလေးရှိကြတဲ့ဒါ Binance application ကနေပဲပြပေးလိုက်ပါတယ်။ဘာဖြစ်လဲဆိုတော့ဒီ EMA ဆိုတဲ့ဒီ indicator က trading view မှာမဟုတ်ဘူးဒီလိုမျိုးပေါ့နော် main indicator အနေနဲ့သူကရှိနေတာဆိုတော့ကဒီလိုမျိုးဒီ exchange တွေမှာလည်းရှိတယ်ပေါ့နော်ဒါကြောင့်မို့ exchange ကနေပဲကျွန်တော် regulation ဆိုတာပြပေးလိုက်တာဖြစ်ပါတယ်။ဒီတော့ကျွန်တော်တို့ဆက်ပြီးပြရအောင်ပေါ့နော်ဒီကောင်ကတော့ဘယ်လိုလဲဆိုတော့ဒီ EMA မှာဆိုရင်3ခုပေါင်းရမယ်အကောင်ကတော့9ရယ်21ရယ်ဒီ200เนาะ200ရယ်ဆိုပြီးတော့ပါဝင်တယ်ပေါ့နော်ဒီမှာဆိုတော့ကျွန်တော်စပြီးတော့ setting ချိန်ရပါမယ်ပြီးတော့ဒီ EMA ဆိုတဲ့ application ဒီ indicator ကိုပဲဖွင့်လိုက်ပြီးတော့ရင်တော့ကျွန်တော်ဒီဘက်မှာ setting ချိန်ရမယ့်နေရာကိုပဲသွားပြရပါမယ်ဒီမှာဆိုရင် setting ချိန်ရမယ့်နေရာလေးပေါ့နော်ဒီ setting ချိန်ရမယ့်နေရာလေးကိုနှိပ်ပြလိုက်ပါပြီးတော့ပြီဆိုတော့ကျွန်တော်ဒီ indicator တွေအများကြီးတည်းမှာဒီ EMA ဆိုတဲ့ indicator လေးကိုပဲဖွင့်ပေးထားပါပြီးတော့ပြီဆိုရင်တော့ဒီအောက်က indicator setting လေးကိုနှိပ်ပေးပါเนาะအဲ့ဒါပြီးတော့ပြီဆိုရင်ဒီဘက်ကများလေးကိုနှိပ်လိုက်ပါအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ indicator setting ချိန်လို့ရမယ့်နေရာစီရောက်ပါပြီဒီရောက်တဲ့အခါမှာဆိုရင်တော့ကျွန်တော်တို့ indicator setting ချိန်ရမှာဖြစ်တဲ့အတွက်ပဲ indicator ကို setting ချိန်ပြီလဲဆိုတာကိုကျွန်တော်တို့ရွေးရပါတယ်အဲ့ခါမှာဆိုတော့ကျွန်တော်တို့က EMA indicator ကိုသုံးမှာဖြစ်တဲ့အတွက်ဒီ EMA ဆိုတဲ့ indicator လေးကိုပဲကျွန်တော်နှိပ်လိုက်ပါနေ့နေ့ချင်းမှာပဲပေါ်လာမှာကတော့ဒီအပေါ်ဆုံး EMA1 EMA2 EMA3 ကိုအမှန်ချစ်ထားတာတွေ့ရမယ်ဒီအောက်ဘက်ကဟာတွေဆိုအကုန်လုံးအလွတ်တွေပေါ့နော်ဒီမျိုးအလွတ်ကြီးတွေဖြစ်နေလိမ့်မယ်အလွတ်ကြီးတွေဖြစ်နေလိမ့်မယ်ဆိုရင်ကျွန်တော်ကအပေါ်ဘက်က EMA9 EMA21 နဲ့ EMA25 တို့ကိုအကုန်လုံး data အပေါ်ဘက်အမှန်ချစ်ထားတာအကုန်ဖြုတ်ပေးရပါမယ်ပြီးတော့ရင်တော့ဒီ EMA4 ဒီနေရာကနေစပြီးတော့ပေါ့နော်ဒီနေရာကနေစပြီးတော့ဖြည့်ပေးရပါမယ်၃ခုဖြည့်ပေးရမယ်အဲ့ဒါကတော့ဘာဖြစ်ရမလဲဆိုရင်တော့ EMA9 ဆိုတာထည့်ပေးရမယ်ပြီးတော့ရင်21 21ကိုထည့်ပေးရမယ်ပြီးတော့ရင်200 200ကိုထည့်ပေးရပါမယ်နော်ဒီကောင်ကတော့ဘယ်တိုင်းဖိတ်မှာအလုပ်လုပ်လဲဆိုရင် scalping မဲ့ဖြစ်ဖြစ် day trading ပဲဖြစ်ဖြစ်အသုံးဝင်နေဒါ scalping မှာဆိုတော့3 minute နဲ့5 minute မှာသုံးလို့ကောင်းတယ်တကယ်လို့ day trading သမားတွေအတွက်ကတော့15 minute နဲ့1 hour မှာတော်တော်လေးမှသုံးလို့အဆင်ပြေတယ်ဒါ setting လေးဖြစ်တယ်နော်ဒါကြောင့်မလို့ကျွန်တော်တို့ဒါလေးကိုနှိပ်ပြီးပြီးရင်အမှန်ချစ်ပြီးပြီးရင်ထည့်ပြီးရင် confirm ကိုနှိပ်လိုက်ပါ confirm ကိုနှိပ်ပြီးရင်ကျွန်တော် back key နဲ့ထွက်မယ် back key နဲ့ထွက်ပြီးရင်တော့ကျွန်တော်တစ်ချက်ကြည့်ပါမယ်ဒီတော့ဒီကောင်တော့ကျွန်တော်ဒါလက်ရှိမှာဆိုတော့ EMA ဒီ EMA သီးသန့်ကိုပဲသုံးထားတယ် EMA သီးသန့်ကိုပဲသုံးထားပြီးတော့မှ time frame ကတော့3 minute မှာသုံးထားပါတယ်ဒါကျွန်တော်အနေနဲ့ scalping ပြပြီးမှဖြစ်တဲ့အတွက် scalping ရဲ့အနေနဲ့ပဲဒါလုပ်ပြတာပေါ့နော်လောလောဆယ်ဆိုရင်ဒီကောင်က short position ဝင်ထားတယ်ဒီမှာတွေက entry ကဝင်ထားတာဒါပေမဲ့ position က data လောက်မှာပဲပိတ်လိုက်ပေါ့နော်ကျွန်တော်ကအများကြီးအမျက်မယူပေါ့နော် scalping ဖြစ်တဲ့အတွက်ဒါအမျက်မယူဘူးဆိုတာထက်ကြကြမကိုင်းဘူးလို့သုံးလို့ရပါတယ်ကြကြ position တစ်ခုကိုကြကြမကိုင်းပေါ့နော်အကြိုက်ကိုင်းထားလိမ့်မရှိဘူးဒီတော့ဆက်ပြီးတော့ကျွန်တော်တို့ဒီ EMA ကိုဆက်ပြီးတော့ပြောပြရမယ်ဆိုတော့ EMA 9ကအစိမ်းအောင်မြင် EMA 21ကအနီအောင်မြင် EMA 200နေရာကဒီ no စိမ်းအောင်မြင်လေးပေါ့နော်ဒီ no စိမ်းအောင်မြင်လေးဆိုတော့ကဒီ EMA နေရာတော့ဒီမှာဆိုရင်ခဏဖယ်ထားမယ်အဓိကသုံးရမယ့်မြင်ကတော့အစိမ်းအောင်နဲ့အနီအောင်မြင်လေး EMA 9နဲ့ EMA 21ပဲဖြစ်ပါတယ်ဒီတော့ကျွန်တော်ပြီးခဲ့တဲ့ကာလကို bus step ပြန်လုပ်မယ်ပြီးခဲ့တဲ့ဈေးကွက်ကိုကျွန်တော်ဒီ bus step ပေါ့နော်ပြန်ပြီးတော့သုံးသပ်မယ်ပြန်သုံးသပ်မှာဒီ trading market ပေါ့နော်ဘာဖြစ်ဖြစ်ဒီပြီးခဲ့တဲ့ဈေးကွက်ကိုပြန်ပြီးတော့ကို strategy ကဘယ်လောက်မှပြီးခဲ့တဲ့ဈေးကွက်ကိုပြန်ပြီးတော့သုံးသပ်ပါပြန်သုံးသပ်ပြီးတော့ကို strategy နဲ့နိုင်ရှင်ကြည့်ပါတကယ်လို့အဆင်ပြေရဆိုမှဒီ position ဝင်ပါပေါ့နော်မဟုတ်ဘူးဆိုရင်မဝင်နဲ့ဘာဖြစ်လို့ဆိုတော့ဆုံးရှုံးမှုတွေရှိနိုင်တယ်ဒီ bus step လောက်တာလည်းတခုအားသာပါတယ်ဒီတော့ကျွန်တော်စမယ်ဆိုတော့ဒီမှာ EMA 9ကအစိမ်းရောင် EMA 21ကအနီရောင်ဒီမှာကြည့်မယ်ဆိုရင် EMA အစိမ်းရောင်မြင်းလေးကအောက်ဘက်ကနေ EMA 21ဆိုတဲ့အနီရောင်မြင်းလေးကိုအောက်ဘက်ကနေအပေါ်ဘက်ကိုဖြတ်သွားခဲ့တယ်ဖြတ်သွားတဲ့အခါမှာတော့ဈေးကတဖြည်းဖြည်းနဲ့ဈေးတက်သွားတယ်ပေါ့နော်ဈေးတက်သွားတယ်ဒီမျိုးဈေးတက်သွားတာကိုမြင်ရပါတယ်ဒီမှာဆိုရင်ပြန်ကြည့်လိုက်ပါ EMA အစိမ်းရောင်မြင်း
ဒီ EMA 9ဆိုတဲ့အစိမ်းရောင်မြင်းလေးကို EMA 21ဆိုတဲ့အနီရောင်မြင်းလေးကအောက်ကနေအပေါ်ဘက်ကိုပြန်ပြီးတော့ cross လုပ်သွားတယ်ဖြတ်သွားတယ်ပေါ့ဗျာအောက်ကနေအပေါ်ပြန်ဖြတ်သွားတယ်အဲ့လိုမျိုးဖြတ်သွားတဲ့အခါမှာဆိုတော့ဈေးကပြန်ပြီးတော့ထိုးကြတာတွေ့ရပါမယ်ဒီမှာဆိုရင်လည်းတခြားလင်းလင်းထင်းထင်းမြင်အောင်ကြည့်မယ်ဆိုရင်တွေ့နိုင်ပါတယ်ဒီမှာပါ EMA ဒီ21ဆိုတဲ့အနီရောင်မြင်းက EMA 9ဆိုတဲ့အစိမ်းရောင်မြင်းလေးကိုအပေါ်ဘက်ကိုတိတိတတ်တာကိုဖြတ်ထားတာတွေ့ရတယ်အဲ့လိုမျိုးဖြတ်ထားတာဖြစ်တဲ့အတွက်ဈေးကအောက်ဘက်ကိုထိုးကြတာကိုလည်းတွေ့ရပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်လည်းဒီလိုမျိုးတွေ့လိုက်တာနဲ့တခါတည်းဒီညမှာ entry ကို short position ဝင်လိုက်ပါတယ် short position ဝင်ပြီးတော့မှဒါဘယ်လိုပြောမလဲ short position ကိုဝင်ပြီးတော့မှပေါ့နော်ဈေးကထိုးကြပါပေါ့နော်အဲ့လိုမျိုးဒါလုံးဝ position မှန်တယ်လို့ပြောလို့ရတယ်အဆင်ပြေတယ်နော်အဲ့လိုမျိုးဆိုတော့လွယ်လေးပါဒီနီလန်းကဒီ EMA 9ဆိုတဲ့ဒီလိုမျိုးမြင်းလေးကိုဒီမှာဒါကတတ်မဲ့ပြပေးရပါတော့ EMA 21ဆိုတဲ့မြင်းကအောက်ကနေအပေါ်ဖြတ်ပြီးဆိုရင်အနီရောင်မြင်းလေးကအောက်ကနေအပေါ်ဖြတ်ပြီးဆိုရင်ဒီဈေးကအောက်ကိုကျပါမယ်ဈေးနှုန်းကအောက်ကိုကျမယ်တကယ်လို့ EMA 21ဆိုတဲ့အနီရောင်မြင်းလေးကို EMA 9ဆိုတဲ့အစိမ်းရောင်မြင်းကအောက်ကနေအပေါ်ဖြတ်ပြီးဆိုရင်ဒီကောင်ကဈေးတက်ပါမယ်နော်ဈေးကအဲ့လိုမျိုးတက်ပါမယ်ဒီတော့ရှင်းရှင်းလေးပါပဲဒါလက်ရှိမှာဆိုတော့ဈေးကပြန်တက်နိုင်လားဆိုရင်တော့ဈေးကဒါတက်ရင်တော့မှာပေါ့နော်ဒီနားလောက်ပဲတက်နိုင်လိမ့်မယ်ဒါပေမဲ့မတက်ဖြစ်ဖို့ကလည်းများပါတယ်ဒါပေမဲ့ဒီဘက်မှာ liquidity စားထားတဲ့ gap ကြီးရှိနေသေးတယ်ပေါ့နော်ဒါကြောင့်မလို့ဈေးကနည်းနည်းသူ့အနေနဲ့အပေါ်ဘက်ကို retracement ပြန်လာပြီးတော့မှအောက်ဘက်ကိုဆက်ပြီးတော့ဆင်းမဲ့ပုံစံရှိပါတယ်ဒါကတော့ဒါဒီတိုင်းပဲရှင်းပြပေးလိုက်တာပါဒီ EMA တစ်ခုတည်းကိုသုံးပြီးတော့ဒါအမျက်ရှာလို့ရတဲ့နည်းလေးပါတော်တော်လေးမှလည်းလွယ်ပါတယ်ဒါ EMA 9ရဲ့ EMA 21ရဲ့ EMA 200ရဲ့ပဲသုံးပါတယ် EMA 200ကတော့ဘယ်နေရာမှာသုံးလဲဆိုရင် trend ရဲ့နေရာမှာသုံးပါတယ်ဒီမှာဆိုတော့ကြည့်လိုက်ပါသူ့အနေနဲ့ဈေးကအောက်ဘက်ကိုကျနေတာဖြစ်တဲ့အတွက်သူက down trend လို့သတ်မှတ်ထားတယ်အပေါ်ကနေအောက်ဘက်ကိုရောက်နေတာကိုဒီဈေးဒီ market ကြီးဒီ candle ရဲ့အပေါ်ဘက်မှာသူကရောက်နေဒါ down trend ဒီ market ကြီးရဲ့အောက်ဘက်ကိုသူကရောက်နေပြီဆိုရင်ဒီ market ကြီးရဲ့အောက်ဘက်ကိုသူကရောက်နေပြီဆိုရင်သူက up trend ဒီဘက်မှာဆိုဒီ market ရဲ့အပေါ်ဘက်ကိုသူကပြန်ရောက်ပါတယ်ဒါကြောင့်မို့လက်ရှိမှာတော့ဒါ down လို့သတ်မှတ်လို့ရပါတယ်ဈေးဆက်ကျမယ်ဆိုပြီးတော့သတ်မှတ်လို့ရပါတယ်နော်ဒီတော့15မိနစ် time frame နဲ့ကျွန်တော်ဆက်ပြီးတော့ကြည့်မယ်15မိနစ် time frame နဲ့ကြည့်မယ်ဆိုရင်လေဒီမှာသေချာကြည့်လိုက်ပါဒီမှာ EMA 21က EMA 9ကိုအောက်ကနေအပေါ်ဖြတ်ထားတဲ့ဈေးဖြစ်တဲ့အတွက်ဒီဈေးကဆက်ပြီးတော့ကျမယ်လို့ခန့်မှန်းလို့ရပါတယ်ဒီတော့ဒီ EMA 21ဆိုတဲ့ဟာလေးကတော့ဒီတော်တော်လေးမှအဆင်ပြေရဲ့ဒီ EMA setting လေးက300အဆင်ပြေရဲ့နောက်ပိုင်းမှာဆိုတော့သူနဲ့တွဲသုံးလို့ရမယ်ဒီ MACD တို့ပေါ့နော် MACD တို့ပြီးတော့ RSI တို့ကိုကျွန်တော်ထပ်ပြီးတော့ indicator တွေထပ်ပြီးတော့ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ဒီတော့နောက်ထပ်ဗီဒီယိုလေးကိုဆက်မြင်ပေးကြပါဦးလို့တောင်းဆိုလိုက်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေ